2026 World Cup Final မှာအသင်းနိုင်ကစားပုံရန်ကောင်းတဲ့စပိန်နဲ့ပွဲအတွေ့အကြုံဆုတ်တဲ့စပိန်ရဲ့အာတာချီရှိတဲ့အာဂျင်တီးနားတို့ဟာတနင်္ဂနွေနေ့ညတနင်္လာနေ့မနေ့2နာရီထိုးမှဆိုလို့ရှိရင် Final ပွဲဖြစ်ရှစ်ပြက်ကစားရမယ်။ဒီပွဲကအာဂျင်တီးနားတို့ကဘတ်တူဘန်နဲ့ချက်ပြက်ဖြစ်ပြီးတော့ချက်ပြက်စုဖို့ကောက်ကွဲနိုင်တဲ့နှစ်ကျိတ်စစ် World Cup ကိုရရှိသွားမလား။ဒါမှမဟုတ်လို့ရှိရင်16နှစ်ကြောက်ကွာဝေးနေတဲ့ World Cup ကိုစပိန်သားတို့ကနောက်တစ်ကြိမ်ပြန်ယူပြသွားနိုင်မလားဆိုတာကတော့ကြည်ရမယ်ပွဲစဉ်တစ်ပွဲလည်းဖြစ်တယ်။အလုံးမင်္ဂလာပါ။ဖူဘောဖူကကြိုဆိုပါရစေ။ Final ကိုရောက်လာပြီဆိုကြတဲ့ဗျာနှစ်သေးစလုံးတွေလွက်ကူနေတဲ့အနေထားကနေတော့ရောက်လာမျိုးတော့မဟုတ်ဘူးအာဂျင်တီးနားဆိုရင်ပြုံးစည်းချင်တဲ့လူတွေများမယ်လို့ထင်တယ်ဒါပေမဲ့အာဂျင်တီးနားတို့ကလည်းချက်ပြက်စူပါကောက်ကွယ်ဖို့အတွက်ဝိဖက်တန်တွေကြောက်ခါနေပြီးတော့ကြိုးစားပြီးဒီအစီကိုရောက်လာခဲ့တာဖြစ်တယ်စပိတ်ဆိုရင်လည်းဘယ်မီဒီယာဘယ်ဘောလုံးဝိဖက်တုတ်တဲ့လူတွေကမှာ Final တယ်မဲ့လို့ပြောထားမျိုးသားတွေမရှိတဲ့အသေးများအဲ့လိုကြီးကနေပြီးတော့ Final ကိုရောက်လာခဲ့တာဒီနေ့တည်းကတကယ်လို့ဗျာအာဂျီကပဲဘတ်တူဘတ်ချက်ပြက်ဖြစ်ခဲ့ရင်လည်းcongratulation ပြီးလို့ရမှာဖြစ်တယ်လို့စပိတ်တင်းပူဆွဲသွားရင်လည်းဘာမှအဝန်းကြီးမရှိဘူးလို့လည်းကျွန်တော်ကထင်တယ်ဗျာဘာလို့ဆိုနှစ်သိန်းလောက်တကယ်ကောင်းတယ်ကြီးချစ်ရှိတဲ့အသေးနှစ်သိန်းလည်းဖြစ်တဲ့အတွက်ဖြစ်တယ်။ Okay တော့တက်ချစ်ဖေးတွားဗျာနီးပြဟာရကြည့်ရမယ်ဆိုရင်ဘလုံးပိုက်ဆိုင်မှုနဲ့ကွင်းလည်ထုတ်ချုံမှုကိုဦးစားပေးကစားတဲ့စပိတ်အသေးနဲ့နော်တိုက်ပြတိုက်စင်နဲ့ဆုတ်တဲ့စပိတ်အာတာချစ်ရှိတဲ့အာဂျင်တီးနားတို့ရဲ့ strike ခက်လက်လို့ဒါမှရမှလည်းဖြစ်တယ်။စပိတ်ရဲ့ formation က4-3တော့မဟုတ်ရင်4-2တုတ်တယ်အဲ့ဒါနဲ့ပွဲထွေမဲ့ကွင်းလည်ကိုရူဒီကိုနဲ့ပစ်ထရီတမောက်မဟုတ်ဘူးဆိုရင်ရှိတော့ကွာတာနဲ့စီမီမှာနှစ်ပွဲစစ်တိုင်းပွဲထွေခဲ့ရခဲ့တဲ့ရူအဲဆိုတော့ရူဒီကိုနဲ့ရူအတွဲကကွင်းလဲကိုထိတ်ချုပ်ပြီးတော့ကစားမယ်လို့တော့ကျွန်တော်ကမြင်တယ်စပိတ်ရဲ့တစ်ဖေကနေပြီးတော့ဗျာတကယ်တော့စပိတ်ကသူတို့က processor play style တိုင်းဘောလုံးကိုချိန်ကြပြီးတော့အခြေကြကြီးထိတ်ချုပ်မယ်ပြီးရင်ဘောတိုလေးကစားမယ်လောက်ဘောတင်းတယ်ဆွဲပြေးတယ်ကန်တွဲတဲ့ပုံစံလေးကစပိတ်တင်းကနဲတယ်သူတို့ကဘောတိုနဲ့ဖြည်းဖြည်းနဲ့အေးလေးကစားတဲ့အတင်းတင်းလဲဖြစ်တယ်အဲ့လိုဘောတိုကစားပြီးရှုနေရှင်သူတို့ကရဲ့ဘေးရဲ့ဘေးအကိုပြအောင်ဖြည့်ဆည်းမယ်အဲ့လိုမျိုးဖြည့်ဆည်းပြီးလို့ရှိရင်တိုက်စီကို AC ကစားမယ်စပိတ်လေးလို့တော့ကျွန်တော်ကတော့မြင်နေဗျာအဲ့လိုလည်းကစားတဲ့စပိတ်ကသူတို့စပိတ်ကဘောလုံးစုပ်တဲ့အခါမှာဆိုလို့ရှိရင်သူတို့ကချစ်ပြီး PR ပြီးတော့အာဂျီရဲ့ကောက်တာအထဲကိုမြင်မစားတဲ့နဲ့အောင်နှောင်းနှောင်းသူတို့ကလိုက်ပြီးကစားမှရမယ်လို့မြင်တယ်ဒီပွဲမှာနော်အဲ့ဒါကလည်းပြည့်တဲ့ပွဲမှာလည်းသူတို့ကအဲ့လိုမျိုးကစားခဲ့တာကိုကျွန်တော်ကလည်းမြင်တယ်ဗျာဒါစပိတ်ရဲ့ကစားတဲ့ play style ပါပေါ့ပြီးတော့သူတို့မှဘာတော့ရှိအောင်မလဲဆိုရင်တိုက်ပါနှစ်ဖဲပေါ့ဗျာအဲ့ဒီတိုက်ပါနှစ်ဖဲကလည်းသူတို့တွေအရေးပါတဲ့ play style လည်းဖြစ်မယ်ဗျာဒီလိုသူတို့ကအတိုက်ပါကစားသမားနှစ်ဖဲနဲ့ over လုပ်ပြီးတဲ့ full back နော်ကူရလာပေါ်လို့အဲ့ဒီပရိယာနှစ်ယောက်ကသူတို့အတက်စပိတ်အကျဲကြီးရအောင်ကစားပေးမယ်အဲ့လိုကစားပြီးရင်ဘာလို့ထဲကို crawl လေးဖြတ်တင်းမယ်အဲ့လိုဆိုစပိတ်တွေ danger ဖြစ်ဒါစပိတ်သူတို့ကစားနေတဲ့ပုံစံပဲဗျာနော်စပိတ်ရဲ့အဓိကတော့ချေကတော့သူတို့ကကွင်းလင်းတက်ဖို့လို့ကျွန်တော်မြင်တယ်သူတို့ကကွင်းလုံးတက်ဖို့ကိုထိထားနိုင်ရင်သူတို့ကစိတ်ကြိုက်စပိတ်ယူကစားမယ်ပြစ်တင်တဲ့ပွဲမှာဆို